ကျောင်းမှာဇိုးလိုလိုကျက်လိုလိုနဲ့အနိုင်ကျင့်တတ်တဲ့လူမိုက်မဟာအပေါင်းပါတွေနဲ့အတူအခန်းထဲဝင်လာပြီးထိုင်ကုန်ကိုကန်ထုတ်လိုက်တယ်ပြီးတော့သူ့လူတွေကိုစာပွဲခုံမှာရွှေ့ခိုင်းလိုက်တာသူတို့တွေဟာကျောင်းပြောင်းလာခါစားကျောင်းသူတစ်ဖြစ်တဲ့ဆန်းရဲ့ဘေးနားမှာဝိုင်းအောင်လာကြတဲ့ဆန်းကတော့သူတို့ဘသူပဲဝါလဲဆိုတာမသိသေးဘူးလေလူမိုက်မကဆန်းရဲ့အင်ဂျီကော်လာကိုဆွဲကင်လိုက်ပြီးနင်ကကျောင်းသူတစ်ပေါ်ဟုတ်လားဒီနေ့ကစပြီးအပတ်တိုင်းတနင်္လာနေ့ရောက်ရင်နင်ကကိုအကာအကွယ်ပေးကဆက်ကြီးပေးရမယ်လို့ပြောလိုက်တယ်ဒါပေမဲ့ဆန်းကတော့သူ့ကိုလုံးဝဂရုမစိုက်ဖဲအဖက်မလုပ်ခဲ့ဘူးဒါကိုလူမိုက်မကဒေါသတကြီးနဲ့နင်ကငါပြောတာကိုပြန်မဖြေရဘူးပေါ့လေနင်အသက်ဝဝရှူကျင်သေးတယ်မဟုတ်လားဆိုပြီးဆန်းရဲ့ခေါင်းကိုလက်နဲ့တွန်းထုတ်လိုက်ပြန်တယ်ပြီးတော့ပါဇက်ထဲကဝါလက်စပီကေကိုပါဆန်းရဲ့အင်ဂျီပေါ်ထွေးချပစ်လိုက်ပြီးမွန်းတဲ့10နှစ်နာရီကြာရင်အားကစားကွင်းမှာလာတွေးလိုက်မလာရင်တော့နင်သေးဖို့သာပြင်ထားလို့ချင်းချောက်ပြီးပါကိုပါရိုက်ပစ်လိုက်တယ်ပြီးတော့ခေါင်းကိုနောက်တစ်ကြိမ်ထပ်တွန်းသွားသေးတာဘေးနာကចောင်းသားတွေကတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုရင်ခုန်စွာနဲ့စောင့်ကြည့်နေကြတယ်ဒါပေမဲ့အဲ့ဒီလူမိုင်းမမသိတာကသူအခုသွားရှုံးမိတာဘလို့လူလဲဆိုတာပါဒီကောင်မလေးကိုသွားမစနောက်မိဖို့တတိထားရမယ်ဆန်ကတော့စိတ်ကိုထိန်းထားပုံရပြီးလူမိုင်းမကပါရိုက်ပြီးထွက်သွားဖို့လုပ်တဲ့အချိန်မှာပဲဆန်ကရက်ဖို့လမ်းអော်လိုက်တယ်အားကစားကွင်းကဘယ်မှာလဲအခုပဲကိစ္စပြတ်အောင်ရှင်းလိုက်ကြရအောင်လို့ဆန်ကပြောလိုက်တယ်မိနစ်20ကြာပြီးတဲ့နောက်မှာတော့လူမိုက်မနဲ့သူ့ရဲ့လူမိုက်3ယောက်ဟာအောက်ခြေမှာဒူးထောက်ပြီးလက်မြောက်ကအပြစ်ပေးခံနေရပါပြီသူတို့ရဲ့မျက်နှာတွေမှာလည်းဖူးယောင်ညူမဲလို့နေတာပေါ့ဆန်ကလူမိုက်မကိုကောင်းကောင်းကြီးပညာပေးလိုက်ပြီးနောက်လိမ္မာရင်ကြေးကြေးနေဖို့မဟုတ်ရင်ဒီထက်မကပြင်းထန်တဲ့လက်ဆောင်ထည့်ရမယ်လို့တတိပေးလိုက်တယ်လက်တွေကိုတိတိချာချာမြှောက်ထားလို့ဆန်ကအမိန့်ပေးတဲ့အခါလူမိုက်မကမကြေမနက်ဖြစ်နေပေမဲ့လည်းကြောက်လို့နာခံနေရရှာတယ်ကျောင်းပြောင်းလာတဲ့ကျောင်းသူလေးကဒီလောက်အထိကြမ်းလိုက်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြဘူးလူမိုက်မကတော့အောက်ကမြေကြီးတွေကိုကြစ်ပါအောင်စုပ်ကိုင်ရင်းနင်းဆောင်နေလိုက်ပါဆိုပြီးကြုံဝါနေခဲ့တယ်ကာယအချိန်မတိုင်ခင်မှာတော့လူမိုက်မကဆန်ရဲ့အနာကိုနောက်တစ်ခါထက်ရောက်လာပြန်တဲ့မျက်နှာမှာပလာစတာကတ်ထားတဲ့လူမိုက်မကနေငါနဲ့ထက်ချရဲသေးလားဆိုပြီးရန်ဆဖို့ကြိုးစားပြန်တဲ့ဆန်ကတော့ရေမောလိုက်ပြီးနင်းလို့အရှုံးသမားကဘာလို့ဒီလောက်တောင်ဘဝင်မြင့်နေရတာလဲလို့ပြန်ပြောလိုက်တယ်လူမိုက်မနောက်ဆုတ်သွားတဲ့အချိန်မှာပဲအနောက်ကနေလူဝါကြီးတယောက်ထွက်လာခဲ့တယ်ဒီလူဝါကြီးကတော့ကျောင်းမှာတိုက်ခိုက်ရေးပြင်းလို့နာမည်ကြီးတဲ့သူဖြစ်ပြီးကိုခံပညာကိုနှစ်အတော်ကြာတင်ယူထားကတခါမှမရှုံးဘူးတဲ့သူပေါ့သူကဒေါသတကြီးနဲ့နင်ကငါမိမကိုအနိုင်ကျင့်ရဲတယ်ပေါ့လေကျောင်းစင်းရင်စောင့်နေလိုက်ဘယ်မှမပြေးနဲ့လို့ဆန်ကိုချင်းချောက်လိုက်တယ်ဒါပေမဲ့ဆန်ကတော့